အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တော့ဗောနော်ဒါဖန်နီလေးချင်း event free လုပ်ငန်းပတ်တူးမှာ Hanabi Ostra skin ကြီးကိုကျွန်တော်ဂုံဆင်းပြရင်းနဲ့ဗောနော်ဒါ diamond giveaway လေးကိုကျွန်တော်ပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျာနော်ကဲကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်များအရင်ဆုံးအနေနဲ့ကျွန်တော်ဟိုရင်ကလေးလာဗီဒီယိုတယောက်တော့ချင်းနေမှာနောက်ပြီးတော့ခုမှဗီဒီယိုတယောက်တော့ချင်းနေမှာနော်ကျွန်တော်ကဒီလိုမျိုးနေရှိပါတယ်ဗျာနောက်ပြီးဗလာတော့တွေနဲ့ကျွန်တော်ကိုကြီးနဲ့ဆန္ဒလေးများရှိခဲ့ရင်ကျွန်တော် channel ကို subscribe လုပ်ပေးခြင်းဖြင့်ကျွန်တော်ကိုပေးကြပါနော်ကျွန်တော်တို့ဗီဒီယိုစမယ်ညောင်ဆုံးနေနဲ့ကျွန်တော်ဒီဒါတော့ပြောသက်ရှိတယ်ပေါ့နော်ပရိုမိုတိုင်းမှာလာတာတော့ဒါအရင်ရကလေးကလာတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ကဗလာတော့ကိုပရိုမိုတိုင်းဝင်မဲဖောက်ပရိုမိုတိုင်းမှာလွတ်လို့မို့တိုင်းဝင်မဲဖောက်ပေးမဲဆိုတဲ့ရေးချင်းနဲ့လုပ်တာတကယ်တော့ဘောဖောက်တဲ့နီးလေးပဲကျွန်တော်ပြောလိမ့်မိတယ်ပေါ့နော်မိသွားတာပြောရင်နဲ့ကျွန်တော်လည်းလောနဲ့လုပ်လိုက်ရတာဆိုတော့ပေါ့နော်ဒါလေးကိုဗလာတော့ကိုကျွန်တော်တောင်းမှနေတာပါဒါဗလာတော့စိတ်မရှိကြဘူးလဲကျွန်တော်ညှို့လိုက်ပါလေကြာဒါစိတ်လည်းဆိုးကြနေမှာနော်ဒါကြောင့်ဒီဗီဒီယိုလေးမှာဗလာတော့ကိုဒါတိုင်းဝင်ကဲဝေးမဲဖောက်ပေးတာမယ်ကျွန်တော်တော့အများကြီးတော့မဟုတ်ဘူးပေါ့နော်မျှော်လင့်တချို့အများကြီးမျှော်လင့်နေမှာဆိုတော့ကျွန်တော်ကဒီပဒုံတိုင်းဝင်နဲ့ဒါမျိုးပြောရရင်တော့ပေါ့နော်စကင်ဝယ်ဖို့အတွက်တိုင်းဝင်တစ်လုံးလေးတောင်မရှိတဲ့တူကြီးတို့ကိုကျွန်တော်အဓိကထားပြီးတော့ပေးတာပေါ့နော်တချို့ကမထည့်နိုင်ကြဘူးပေါ့နော်အဲ့ဒါကြောင့်မှကျွန်တော်လောလောဆယ်တော့ဒါဟာနာဗီယောစတာစကင်မှာဟာနာဗီယောစတာကိုကျွန်တော်ပြမယ်ပေါ့နော်ဒီပေးမယ်ဒီမဲ့ဆိုတော့ကျွန်တော်လောလောဆယ်ပြီးသူငယ်ကတိုင်းဝင်နဲ့50ပြည်ထားတယ်ပေါ့နော်အများကြီးတော့မပြည်ထားဘူးတိုင်းဝင်နဲ့50ပြည်ထားတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါလေးနဲ့ပဲကျွန်တော်ယူမယ်ပေါ့နော်တိုင်းဝင်တုံးတာကဘယ်လောက်တုံးတာ250တုံးမှာပါနော်200နာအားလုံးပေါင်း10က10ကပေါ့နော်ဆရာတို့ကျွန်တော်ဝမ်းလို့ချင်းသွားရင်ကောင်းမလားကန်လို့ချင်းသွားရင်ကောင်းမလားနော်တကယ်ကိုယူနေတယ်တန်လို့ရင်သွားတာကောင်းတယ်နော်တန်လို့တော့နော်10ကလေးနဲ့ပြန်သွားတာနော်ဒါတန်လို့တော့အသိစိတ်ဒီလားလို့နော်ကျကျွန်တော်ဝမ်းလို့ချင်းသွားမယ်လို့တော့ကျွန်တော်6ရဲ့ပိုးပိုင်ရှိတယ်မနော်လောလောဆယ်ဟန်နာဘီကတော့ကျွန်တော်တို့800နဲ့ပြန်မှာဒီတမျိုးတော့ပရိုမိုတိုင်းမနေတော့ကျွန်တော်မသုံးသိမှာလားဒီတော့ကိုကျွန်တော်မလောက်ရင်ကျွန်တော်ကပရိုမိုတိုင်းမနဲ့ထုံးမှာမဟုတ်ဘူးနော်အားဆုံးရဆုံးတဲ့အိုးသွားယူလာကြည့်ပါကြည့်ပါမယ်ဒီဟာတော်လေးမှာမလားမေးပါဘူး30ဒါဖလည်း60နဲ့9ပါတဲ့အဲ့ဒါရတယ်ဗျာရလို့ဗျာနော်ဒီစီးစီးနဲ့ရလာတယ်အခုလည်းဝင်နေတယ်ဒီလိုမြင်ရလားဟမ်အဲ့လိုတော့မြင်လို့လုံးတယ်နဲ့ဟာဆရာကြီးလည်းဒီလိုဆက်ပြီးလုံးကြပါနဲ့50လေးပဲဟာပြန်မယ်ကျွန်တော်တိုင်းမှာတော့ရတော့တယ်နဲ့98ရှိသွားပြီနော်ဒါမပေါ့ဘူးအားစနေပြီ900တော့ပြီးသွားပြီနော်ကျွန်တော်ကဒါတော့ကျွန်တော်ဖီးတုံငင်တိုင်း900တော့ရမယ်လို့ပြောတာပေါ့နော်ဒါကြောင့်ကျွန်တော်ဖီးတုံငင်ကိုတော့ကျွန်တော်တိုင်း200ရတယ်တော့နော်တိုင်း250တယ်ဆိုတော့နော်တိုင်း200ကျွန်တော်ဒီဟိုလည်းလူချင်းနေတာစကင်လည်းလူချင်းနေပေါ့နော်250တုံးဆိုတော့ကျွန်တော်ဒီအိမ်ဝင်လည်းလူချင်းအိမ်ဝင်မြတ်ဖို့ပြီးအိမ်ဝင်ကကျွန်တော်ကောက်ဝယ်လိုက်ကြတယ်အိမ်ဝင်ကျွန်တော်အိမ်ဝင်ကောက်ဝယ်လိုက်ကြတယ်မနော်ပရိုမိုရှင်မနေဒီနေ့အပြင်နဲ့အခုလည်းကျွန်တော်နေ့အပြင်နဲ့ကျွန်တော်ဒီချက်ပထမကျွန်တော်လိုက်ဝင်ပြန်ပြန်လိုက်ရမှာနော်ဒါနဲ့စစ်စစ်လေးဟောဒီစကားလိုက်ရတယ်ညကငါလုံးမှာလည်းရှိတဲ့ပါဟိုလေးကဘာမှမကြည့်လေးနေလို့အားစနေတယ်ဒီနာမည်ကတော့လေးခဲ့တော့တနည်းကိုချိန်တော့ဒီက50တော့ပေးတယ်ပေါ့နော်တနည်းကိုချိန်မှာ48ချိန်လောက်ရှိသွားပြီနောက်တစ်ခါတော့30ရတယ်အဲ့နှစ်ချိန်ကဲအားတော့ဗောနော်ကျွန်တော်ဒါဒီဘူးလေးကိုဖောက်မလားဒီဘူးကမှကျွန်တော်ဒီကောင်ဟောတော့ရတယ်ဗောနော်ဒီကောင်ဟောရင်စစ်စီရကကျွန်တော်တော့ဖောက်တယ်နော်အဲ့ဒါလေးဖောက်အောင်တော့ကျွန်တော်လိုက်ဝင်ကြည့်တော့အဲ့ဒီကောင်လည်းပေးလူကျင်တာလေးရတော့လူကြီးကြီးပါလူကျင်တာလေးရတော့နော်ကျွန်တော်အဲ့ဒီလေးကျွန်တော်ပရိုမိုတိုင်းနဲ့ဝင်လို့ဟာပေါ့နော်ဒါမှမဝင်ဖြစ်တယ်လာရပါမယ်ကဲဒါကြောင့်ကျွန်တော်တို့ဟိုဟာပဲတောင်းတယ်ဗောနော်ကဲကျွန်တော်တို့တိုင်းလုံးတဲ့ဝေးပဲကျွန်တော်တို့တောင်းမယ်ကဲဒါကတော့လာပဲဗောနော်ပရိုမိုတိုင်းဒိုင်းဝေးကိုကျွန်တော်ပြန်လာမယ်
ဒီမှာပေါ့နော်ဒါ diamond giveaway ပေါ့နော်ဒီမှာကျွန်တော်ပြောတာဘုံဘုံ diamond နဲ့ဝယ်တဲ့ရှိတဲ့ diamond တို့ diamond giveaway ဆိုတာပေါ့နော်ကျွန်တော်ဒီမှာ comment ကတော့ကျွန်တော်94ယောက်ပဲရှိတယ်ပေါ့နော်ကျွန်တော်တော့ဒီစိတ်လည်းမကောင်းပေါ့နော်အကုန်လုံးတော့ကျွန်တော်ပေးနေတယ်ဒါပေမဲ့ကျွန်တော်ကအကုန်လုံးတော့မပေးနိုင်ဘူးပေါ့နော်အကုန်လုံးမပေးနိုင်ဘူးကျွန်တော်လည်းချင်းနေရပေါ့နော်ကျွန်တော်ဒီ comment ကိုတွားကြည့်မယ်နော် comment ကအဲ့ရေးတယ်မကောင်းဘူးပါကထားလိုက်ပါဒီ comment ဒီ video လေးကိုဘာလို့ကျွန်တော်လည်းရေးပေးပြီဒီရေးပေးနေကျွန်တော် comment ပြထားတယ်ပေါ့နော်ကျွန်တော်ရောင်း20ပေါ့နော်ရောင်း20ကိုကျွန်တော်ပြီးမယ်ပေါ့နော်ဒါပေမဲ့ဝယ်ရှိပြီးတဲ့လူတွေကတော့ပြန်မျိုးရနော်ကျွန်တော်ရှိပြီးပြီမပြီးတော့နေဆိုကိစ္စမပြောပါနော်ပြန်ပြန်တဲ့လူတွေကျွန်တော်ပြီးမယ်ပေါ့နော်ကဲကျွန်တော်ရေးတက်မှာပေါ့နော်အကြောင်း20ပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးမြန်လေးကြော်မယ်နော်ကျွန်တော်မြန်လေးပဲပြောမယ်စကားမပြောတော့ဘူးပေါ့နော်တန်းပြသွားမယ်ဒါတို့ပါတာပါရင်ကျွန်တော်ဒါတို့ပြောပါနော်ကျွန်တော်ပါတဲ့လူတွေအကုန်လုံးကိုကျွန်တော်ကတတ်ထည့်ပေးလိမ့်မယ်ပေါ့နော်ဒီကျွန်တော်တော့မယ်ပထမတရားပါနော်မရောက်3ယောက်4ယောက်ပေါက်ဘူးချင်းနေ5ယောက်ဟာဒီတယောက်ထားပိုင်းနေပါဘယ်နဲ့6ယောက်ဟာလာလိုက်ရင်9ယောက်9ယောက်ဒါမှမဟုတ်နော်10ယောက်9ယောက်10ယောက်11ယောက်12ယောက်13ယောက်14ယောက်15ယောက်7 8 ဒီလူတွေကောင်လာထုတ်ပါလားဒီလူတွေထုတ်ဟွာတော့ပေါက်တဲ့သူစာပိုင်းဒီမှာပါတဲ့သူတွေလာထုတ်နော်စာပိုင်းဒီပါတဲ့သူကကျွန်တော်တန်းထည့်ပေးလိမ့်ပါမယ်ဗျာနော်အဲ့ဒါလေးကျွန်တော်ပြောချင်တာပါတချို့ကဒီစာပိုင်းဒီမပိုင်ရင်တော့ကျွန်တော်ထည့်ပေးလို့ရမှာမဟုတ်ဘူးနော်အဲ့ကြောင့်မကဲဒီနေ့ဒီဗီဒီယိုတော့ပါပဲအဆင်ပြေတဲ့တယောက်တော့ချင်းတယ်ကျွန်တော်အချင်းများများကြည့်ပါလေဗျာနော်ကဲဒီနေ့ဒီဗီဒီယိုတော့ပါပဲဘိုင်ဘိုင်ပါ